ဒီအမျိုးသမီးကယောက်ျားတွေကြိုက်တဲ့ဘလို့ပုံစံမျိုးကိုမဆိုပြောင်းလဲနိုင်စွမ်းရှိတယ်။သူမရဲ့အုံနောက်ထဲမှာယောက်ျားတွေနှစ်သက်တဲ့အမျိုးသမီးပုံစံတွေနဲ့ဆိုင်တဲ့အချက်လက်အမြောက်များကိုတင်စီထားပြီးသူမရဲ့အလုပ်ကတော့တခြားသူတွေရဲ့ချစ်သူကောင်လေးတွေကိုလူယူပေးရတာပါပဲ။သူမကယောက်ျားတွေကြောင့်အကြက်တဲထဲမှာပိတ်မိနေတဲ့အမျိုးသမီးတွေကိုအထူးကူညီပေးပါတယ်။ဒီနေ့ရောက်လာတဲ့ဧည့်သည်ရဲ့တောင်းဆိုချက်ကတော့သူမရဲ့ကိုယ်ပိုင်ချစ်သူကောင်လေးကိုလူယူပေးဖို့ပါပဲ။ဘာလို့လဲဆိုတော့သူမရဲ့ကောင်လေးကအရန်ကိုတဝင်းတူပြီးအလွန်မင်းကြမ်းတမ်းလို့ပါ။သူမကတခြားယောက်ျားတွေနဲ့စကားပြောတာဖြစ်ဖြစ်ထိတွေ့မိတာဖြစ်ဖြစ်လှုပ်လိုက်တာနဲ့သူကဆွဲလန်းတကြီးနဲ့စစ်မေးပါတော့တယ်။ဒီပြုမှုကတဖြည်းဖြည်းနဲ့ပိုဆိုးလာခဲ့တဲ့တခါကသူမရှိနေတယောက်ရဲ့အကူအညီယူဖို့စဉ်းစားခဲ့ပေမဲ့သူမကောင်လေးကတိသွားခဲ့တဲ့ကြောက်လန့်တကြားနဲ့ပဲသူမကောင်လေးကိုတွန်းဖယ်ပြီးထွက်ပြေးခဲ့ရပါတယ်။အိမ်ကိုတော့မပြန်ရဲခဲ့ပါဘူး။အားကိုးရမဲ့စွာနဲ့သူမကအွန်လိုင်းပေါ်မှာဖြည့်ရှင်းနည်းတွေကိုရှာဖွေနေရင်းတင်းရဲ့ချစ်သူကောင်လေးကိုလူယူပေးနိုင်တယ်လို့ဆိုတဲ့ဖိုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။စိတ်ဝင်စားသွားပြီးသူမကဖုန်းနံပါတ်ကိုခေါ်ကာကုမ္ပဏီကိုကိုယ်တိုင်ရောက်လာခဲ့တယ်။ကုမ္ပဏီမှာယောက်ျားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ပဲရှိတာကိုသူမတွေ့ရှိခဲ့တဲ့ဧည့်သည်တွေကိုလက်ခံတွေ့ဆုံပေးတဲ့သူကတော့ဒီရိုးတာမန်ရုပ်ရည်နဲ့ကောင်းပါလေးပါပဲ။သူတို့ရဲ့ဝန်ဆောင်ခကဈေးမကြီးပါဘူး။ရန်တသိမ်းပဲကြတင်ပါတယ်။ဒါပေမဲ့ဧည့်သည်မျိုးသမီးမှာတော့စိုးရိမ်မှုအချို့ရှိနေခဲ့တယ်။သူမကသူ့ရှိကတာမန်ကောင်မလေးကိုမေးခွန်းထုတ်ခဲ့တယ်။ဘာလို့လဲဆိုတော့ဒီကောင်မလေးကသူ့မကောင်လေးလုံးဝကြိုက်တဲ့ပုံစံမဟုတ်လို့ပါပဲ။ကောင်မလေးကစိတ်မပူဖို့ပြောခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူမကသူ့ကောင်လေးကြိုက်တဲ့ပုံစံအဖြစ်ပြောင်းလဲနိုင်လို့ပါပဲ။အခြေအနေကြောင့်ပုံမသိရှိပြီးနောက်မှာတော့သူမကအိမ်မှာဘလို့ပုံစံမျိုးဖြစ်အောင်ပြောင်းလဲရမလဲဆိုတာကိုအလင်းအမြန်ကြံစလိုက်တယ်။ကောင်လေးကသူ့ကောင်မလေးစီကိုအယူမှုဖုန်းခေါ်နေခဲ့တယ်။သူမကဖုန်းမကင်တဲ့အခါသူကဒေါသထွက်လာပြန်တယ်။အဲ့ဒီအချိန်မှာပဲသူ့ကောင်မလေးပြန်ရောက်လာတာကိုသူတတိပြုမိလိုက်တယ်။သူကအကြမ်းဖက်ဖို့ဟန်ပြင်လိုက်ချိန်မှာပဲရုတ်တရက်တခြားလက်တစုံကသူ့ကိုလှမ်းဆွဲလိုက်တယ်။ဒီလူကသူ့ရဲ့အကြိုက်ပုံစံအတိုင်းပါပဲ။အမျိုးသားကချက်ချင်းပဲစိတ်ညှို့ခံလိုက်ရတယ်လို့ဖြစ်သွားတယ်။အန်နာကအစောကရှိနေတဲ့ကောင်မလေးအဖြစ်ဟန်ဆောင်ပြီးသူတို့ကြားကနားလည်မှုလွဲတာကိုရှင်းဖို့လာခဲ့တာလို့ပြောလိုက်တယ်။သူတို့စကားပြောနေစဉ်အတွင်းမှာပဲအမျိုးသားကသူမကိုချက်ချင်းသဘောကျသွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးကောင်လေးကသူ့ကောင်မလေးနဲ့ချက်ချင်းပြက်ဆဲခဲ့တယ်။ဒါပေမဲ့တလတောင်မပြည့်ခင်မှာပဲကောင်လေးကသူ့ကောင်မလေးဟောင်းစီကိုပြန်ဖုန်းခေါ်ခဲ့တယ်။ဖြစ်ကတော့အန်နာကသူ့အိမ်ကိုပြောင်းလာပြီးကတည်းကသူတခြားမိန်းကလေးတွေနဲ့စကားပြောတာကိုမြင်လိုက်တိုင်းတတစ်ချောင်းကိုအယူမှုဆွဲယူပြီးသူ့ကိုချင်းချောက်ပါတော့တယ်။သူ့ဘယ်ကိုပဲပြည့်ပြည့်အန်နာကသူ့ကိုအမြဲရှာတွေ့နိုင်ခဲ့တယ်။ဒီအဖြစ်ကိုကောင်မလေးဟောင်းကရေစရာလို့သဘောထားလိုက်တယ်။